ကဲကဲအားလုံးပဲမင်္ဂလာပါဘောလုံးပွဲစဉ်တွေကိုပွဲကြိုဆွေးနွေးမှုတွေပွဲပြီးဆွေးနွေးမှုတွေပြုလုပ်လို့ရမယ် football review အစီအစဉ်ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပွဲကြိုဆွေးနွေးပြတော့မဲ့ဘောလုံးပွဲစဉ်တွေကတော့ဒီ Champions League ပြိုင်ပွဲတွေပြန်လာပြီဆိုတော့ကဒီနေ့ပေါ်တုံးနေ့ညဆိုတော့ဂျာပရီမနက်မြန်မာစံတော်ချိန်မနက်တနားခွဲမှာရှင်မြန်ကစားတော့ကြမယ်လီဗာပူးနဲ့အက်တလက်တီကိုမက်ဒရစ်တို့ရဲ့ပွဲစဉ်တွေကိုပွဲကြိုဆွေးနွေးမှုတွေပြုလုပ်လိုက်ကြရအောင်ကဲပထမဆုံးအနေနဲ့ပြောမှဆိုရင်တော့ဒီကျွန်တော် Champions League ပြိုင်ပွဲတွေပြန်စားပြီပေါ့နော်အမှန် Champions League ပြိုင်ပွဲတွေကျွန်တော်မနေ့ညကလေးကစားပါမနေ့ညဆိုရင် Atletico Bilbao နဲ့ Arsenal ပွဲနဲ့ကို Champions League အနေနဲ့ဖွင့်လိုက်တယ်ပေါ့နော်ဒီနှစ်ရာသီအတွက် Champions League ဘောလုံးပွဲစဉ်အနေနဲ့ဒီ Atletico Bilbao နဲ့ Arsenal တို့ပွဲအနေနဲ့ရာသီဖွင့်လိုက်တယ်ပေါ့နော်အဲ့ဒီအဆက်အနေနဲ့ကျွန်တော်ဒီနေ့မနက်မှာလည်းတခြားပွဲကြီးပွဲကောင်းအများကြီးကန်သွားတယ်ဆိုတော့အခုကျွန်တော်ပြောမယ်ဒီ Bilbao နဲ့ Atletico Madrid ကတော့ဒီမနက်ဖြန်မနက်ပွဲစဉ်ထဲမှာကြည့်ရမယ့်ပွဲတွေတော့ပွဲပေါ့နော်နောက်တော့ပွဲကတော့ဒီဘိုင်ယန်မြူးနစ်နဲ့ Chelsea ပွဲပေါ့နော်ဒါပေမဲ့အခုကျွန်တော်ပြောပြမယ့်ပွဲကဒီ Liverpool နဲ့ Atletico Madrid ဆိုတော့ပြောလိုက်ကြအောင်ဒီအခု Liverpool နဲ့ Atletico Madrid ပွဲမတိုင်ခင်မှာတခုသူတိုက်ဆိုင်သွားတာဒီကျွန်တော်တို့ဆိုင်မကောင်းဆိုရင်ကျွန်တော် Liverpool ကစားသမားဖြစ်တဲ့ Diego Jota ရဲ့ဒီ Diego Jota ရဲ့အတင်းလက်ရှိအတင်းနဲ့သူ့ရဲ့အတင်းဟောင်းနေတယ်ဖြစ်တယ်ပေါ့နော်ဒီ Liverpool နဲ့ Atletico Madrid ကဆိုတော့သူတို့နှစ်တင်းကဒီပွဲမစခင်မှာ Diego Jota နဲ့သူ့ရဲ့ညီဖြစ်သူတွေအတွက်ဒီဝမ်းနဲ့ပူဆွေးမှုနဲ့သူတို့အစီအစဉ်တစ်ခုပြုလုပ်မယ်လို့သူတို့ဆွေးနွေးနေလို့တရင်တော့တက်နေတယ်ပေါ့နော်ဆိုတော့ rest in peace Diego Jota မင်းရဲ့ဒီလက်ရှိအတင်းနဲ့အမင်းအတင်းဟောင်းဒီမနေ့ညမနေ့ပြန်မနေ့ကျရင်ကန်ကြမယ်ပေါ့နော် rest in peace Diego Jota ကဲအဲ့ဒါဆက်လိုက်အောင်ဆိုတော့ပထမဆုံးအနေနဲ့ပြောရမယ်ဆိုရင်ဒီလီဗာပူးနဲ့အက်တလက်တီကိုမက်ဒရစ်ပွဲဒီချန်ပီယံလိမှာတွေးဆုံမှုရဆိုရင်တော့ကျွန်တော်တို့ဒီသူတို့အနေနဲ့ဒီချန်ပီယံလိမှာ9ကြိမ်ထိပ်တိုက်တွေ့ထားတယ်နော်9ကြိမ်မှာကလီဗာပူးက2ပွဲနိုင်လာတယ်အက်တလက်တီကိုမက်ဒရစ်ကလည်း2ပွဲနိုင်တယ်ဂျားတဲ့တပွဲတေးကြရတယ်ပေါ့နော်ဂျားတဲ့တေးရဒီချန်ပီယံလိမဟုတ်တဲ့ဒီအော်ဒီကတ်ဆိုရင်2019တော့ကန်ရတဲ့ပွဲပေါ့နော်ဒါချန်ပီယံလိတော့မဟုတ်ဘူးချန်ပီယံလိ only ကိုပဲတွက်မယ်ဆိုရင်တော့4ပွဲပေါ့နော်4ပွဲမှာဆိုရင်နှစ်ဖက်လုံးကသူကိုစီနှစ်ပွဲနိုင်လာတယ်လီဗာပူးကလည်းဒီ2021ခုနှစ်တုန်းကဒီလိုချန်ပီယံလိအမှတ်ပေးစရာပုံစံမပြောင်းခင်မှာဒီလို group phase အုပ်စုလက်၄တက်အုပ်စုပတ်လည်ကတော့လီဗာပူးနဲ့ဒီ2021တုန်းအက်တလက်တီကိုမက်ဒရစ်နဲ့အုပ်စုတောက်စုလည်းကြာတော့အဲ့တော့ကျွန်တော်မှတ်မိသလောက်ဆိုရင်လီဗာပူးရဲ့တီကိုရဲ့ဘယ်လိုရှိအောင်လဲကျွန်တော်နော်မီလန်ဟုတ်တယ်အက်တလက်မီလန်လီဗာပူးအက်တလက်တီကိုမက်ဒရစ်မီလန်ပေါ်တိုဒီ၄တင်ကအဲ့ဒီလီအခုလက်ရှိချန်ပီယံလိ format အသစ်မပြောင်းခင်အုပ်စုပွဲစဉ်မှာတော့၄တင်းအုပ်စုကြာရတယ်ပေါ့နော်အဲ့တော့တွေးဆုံမှုရတယ်လေအခုကဒီအက်တလက်တီကိုမက်ဒရစ်ကိုအုပ်စုအတွင်းမှာနှစ်ပွဲကစားအုပ်စုပတ်လည်ကစားခြင်းပြီးတော့ဒီကိုနှစ်ခါတွေ့တာအိမ်ကွင်းမှာ2-0နဲ့နိုင်တယ်ပြီးတော့တီခွဲအိမ်ကွင်းဟိုမှာလည်းအက်တလက်တီကိုမက်ဒရစ်အိမ်ကွင်းသွားတော့လေ2-3ဆိုတဲ့ရလဒ်နဲ့လေဘာကနိုင်ရတယ်ပေါ့နော်အဲ့ဒါ2021ဒီ2020တောင်းကြတော့လေဒီချန်ပီယံလိ16တွင်ရှုံးထွက်16တွင်ရှုံးထွက်မှာတောင်းကြတော့လေဒီပထမအကြောမှာအက်တလက်တီကိုမက်ဒရစ်အနေနဲ့လေဘာကို1-0နဲ့နိုင်ထားတယ်ဒီဒုတိယအကြောမှာကျတော့ဒီ drama မျိုးစုံနဲ့ပေါ့နော်ဒီနောက်ဆုံးမိနစ်နောက်ဆုံး second ဒီမှာဒီအက်တလက်တီကိုမက်ဒရစ်အနေနဲ့ဒီမိုရာတာရဲ့ဒီနောက်ဆုံးနိုင်ကိုနဲ့နှစ်ကြောပေါင်းပထမအကြော1-0မှာဒုတိယအကြောမှာဒီဘာက2-3နဲ့2-3ကိုမှဒီပွဲနှစ်ပွဲကိုရလက်ပေါင်းလိုက်တော့4-2နဲ့ဒီကိုကလေဘာကိုနိုင်ပြီးတော့နောက်တစ်ဆက်တက်သွားတယ်ပေါ့နော်အဲ့တော့ဆိုတော့ဒီအခုဒီ2025ဒီနေ့ညမနေ့ဆက်မနေ့တွေ့မဲ့ပုံစံရကြည့်မှာဆိုတော့ဒီတို့နှစ်တင်းလုံးရဲ့ဒီတို့သက်ဆိုင်ရာအလီနေမှာရှိတဲ့ခြေစွမ်းတွေပြောလိုက်ကြရအောင်ပထမဆုံးနဲ့လီဗာပူးအနေနဲ့ကျတော့ဒီတို့ပရီးမီးယားလိ၄ပွဲကစားထားတာတို့၄ပွဲနိုင်ရမှတ်အပြည့်နဲ့၄ပွဲကစား၄မှတ်နိုင်ရမှတ်12မှတ်နဲ့ဒီပရီးမီးယားလိရဲ့အဆင့်1မှာဥဆောင်နေတယ်တစ်ဖက်အက်တလက်တီကိုမက်ဒရစ်ကျတော့ဒီသူရဲ့လာလီဂါအမှတ်ပေးစရာလာလီဂါအမှတ်ပေးပွဲစဉ်တွေမှာနည်းနည်းခြေရမငြိမ်ဘူးပေါ့နော်သူဆိုရင်၄ပွဲကစားတာတစ်ပွဲနိုင်နှစ်ပွဲတည်နဲ့တစ်ပွဲရှုံးပြီးတော့ခြေစွမ်းရအနေအတက်ကြတယ်များနေတယ်ပေါ့နော်ဒီကိုအနေနဲ့ဒီသူတို့နိုင်ခဲ့တဲ့ပွဲရတယ်ဒီသူတို့လာလီဂါမှာဒီချန်ပီယံလိပွဲမတိုင်ခင်တနင်္ဂနွေနေ့ကကန်ခဲ့တဲ့ Villarreal နဲ့ပွဲမှာဒီ Atletico Madrid သူ့ရဲ့အိမ်ကွင်းမှာ Villarreal 2-0ဆိုတဲ့ရလဒ်နဲ့နိုင်လာတာသူတို့ရဲ့ယာဒီရဲ့ပထမဆုံးအမှတ်ပေး La Liga ရဲ့ပထမဆုံးနိုင်ပွဲပေါ့နော်သူတို့ရဲ့အနေနဲ့ယာဒီအဖွင့်မှာလည်း Espanyol 2-0ဆိုရလဒ်နဲ့ရှုံးတယ်ပြီးတော့ဒီ Elche ဆိုတဲ့အတင်းကိုလည်းသူတို့အိမ်ကွင်း Atletico ကသူ့အိမ်ကွင်းမှာတည်ကြတယ်တတိယနဲ့ပွဲစဉ်နဲ့ဒီပါတီကို Alaves ဆိုတဲ့အတင်းကိုလည်းသူတို့အဝေးကွင်းသွားကစားပြီးတည်ကြရတယ်ဒီလိုဒီနိုင်ပွဲဒီကျွန်တော်ခဏပြောသလိုပဲဒီသူ့ရဲ့အက်တလက်တီကိုမက်ဒရစ်အိမ်ကွင်းမှာ Villarreal ကို2-0ဆိုတဲ့ရလဒ်နဲ့နိုင်လာတယ်ပေါ့နော်အဲ့ဒီကသူတို့ရာဒီပထမဆုံးနိုင်ပွဲအဲ့ဒါဒီတီကိုရဲ့ခန်းစစ်မှတ်တမ်းဒီကိုစီမီယိုနီအနေနဲ့ကတော့သူ့ကိုကြတော့ဒီကျွန်တော်တို့အနေနဲ့သိမှဆိုတော့ခန်းစစ်ကို
ပိတ်ဆော့မယ်ခန်းဆက်အတာပိတ်နီးပြပေါ့နော်သူအနေနဲ့ဒီခန်းဆက်အတာပိတ်နီးပြမှာဒီ counter transition တွေနဲ့တစ်ဖက်အတင်းတွေကလွတ်ထွက်တဲ့ space တွေကိုသူ့ရဲ့ winger pace မြန်တဲ့ winger သမားတွေကိုတွားပြီးတော့တိုက်စစ်ဆင်ခိုင်းတဲ့ပုံစံမျိုးပေါ့နော်ဒီကိုစင်မြူရဲ့ကစားကွက်ကအဲ့တော့ဒီကိုစင်မြူနဲ့ခန်းဆက်မှာကျော်ဆိုတဲ့အတင်းကဒီသူ့ရဲ့လာလီကာအမှတ်ပေးဖလား၄ပွဲမှာပေးကိုရဆိုပထမအစပန်ညိုနဲ့ပွဲမှာဆို2ဂိုးပေးခံရတာဒီ El Chi နဲ့ပွဲမှာဆို1ဂိုးပေးခံရတာတတိယနဲ့ပွဲဒီပါလီဘယ် Alaves နဲ့မှာလည်းနောက်တစ်ဂိုးပေးခံသူတို့အနေနဲ့ဒီနောက်ဆုံး Villarreal နဲ့ပွဲမှာသူတို့ဂိုးမပေးရပဲ clean sheet ဆိုရရလက်နဲ့အနိုင်ရတာဆိုတော့သူတို့အနေနဲ့ကျင်းဆိုရင်၄ခွဲကစားထားတာသူတို့ရဲ့ခံစစ်ကလည်း၄ဂိုးပေးခံရတယ်ပေါ့နော်အဲ့တော့ဒီကိုစီမြူနဲ့ဒီနောက်ပိုင်းသူရဲ့ခံစစ်ကလည်းနည်းနည်းတော့ကျက်ဆိုတာတက်နည်းနည်းတော့ယော့ရဲလေးတော့ဖြစ်လာတယ်ပေါ့နော်ဒီတိုက်စစ်စွမ်းရည်ကိုကြည့်မှဆိုရင်လည်းကွန်မက်ဒရစ်အနေနဲ့ပွဲဥထမှာတကူရတကူတွင်းတယ်ဒီကျန်တဲ့နှစ်ပွဲမှာတေးဆိုတော့တကူစီတွင်းတော့3ဂိုးပြီးနောက်ဆုံးတီကိုကအနိုင်ပွဲမှာ2ဂိုးတော့5ဂိုးတိုက်စစ်ကတော့မစိုးလို့ပြောရမှာနော်၄ပွဲကစားထားတာ5ဂိုးတွင်းထားဆိုတော့မစိုးတဲ့တိုက်စစ်ပေါ့နော်ဒီအဲ့အောင်မှာကျွန်တော်တို့ကန်ကောင်းထောက်မှဆိုတဲ့ဒီအက်တလီကိုမက်ဒရစ်အနေနဲ့ဒီလီဗာပူးမြို့ကိုချန်ပီယံလိပွဲကလာတဲ့လူစင်နဲ့မှာသူတို့ရဲ့အားထားရတဲ့ဒီအခုလက်ရှိဒီခြေစမ်းသားထက်နေဆိုတော့ဒီ Manchester City ကစားမှာဟုတ်တယ် Julian Alvarez အနေနဲ့အဲ့ဒီ Villarreal ကိုနိုင်ရတဲ့ပွဲမှာသူ့အနေနဲ့တန်ရရှိတော့တဲ့အတွက်ကြောင့်မို့လို့ဒီ Liverpool မြို့ကို Liverpool နဲ့ကံမပေါ်လိုက်လာဖို့တည်းမှာလူစင်းနေနဲ့မပါလာဘူးပေါ့နော်ကျွန်တော်ဒီကိုရဲ့လူစင်းကိုတစ်ချက်ကြည့်ရမယ်ဆိုရင်သူ့အနေနဲ့လိုက်လာတဲ့ထဲမှာဆိုရင်ကျွန်တော်တီးတဲ့ထဲမှာဆိုရင်ဥစားဘယ်လိုပါဆိုဒီ Chelsea ကစားမှာ Corner ကလည်းဟာတို့ Antonio Griezmann တို့ Alexander Sørloth တို့ဒီ Marcus Llorente Jan Oblak တို့Ray Raspadori တို့တင်းပေါ့နော်တိုက်ဆက်အနေနဲ့တော့ Julian Alvarez မပါလာတော့ဒီ Liverpool တော့ခံစားစရာတခုပဲဒါပေမဲ့ဒီကို Madrid အတွက်ကကြတော့ဒီအားနေချက်တခုနေဖြစ်တယ်ပေါ့နော်ဆိုတော့ဒီတစ်ဖက် Liverpool တင်ပြော Liverpool တင်ကြောင့်ပြော Liverpool တင်နေနေကြတော့ဒီတို့ယာတီကျ၄ပွဲကစားယာတီပြည့်တယ် sorry နော်Premier League ၄ပွဲကစားထားတာ၄ပွဲဆယ်ကစား၄ပွဲနိုင်ဆိုရမှန်းလိုက်ဆိုဒီအမှတ်ပေး Premier League ရဲ့အဆင့်တင်မှာဥဆောင်နေတယ်ဥဆောင်နေတယ်ပေါ့နော်ဆိုတော့က Liverpool တင်နေနေလည်းဒီတို့ရဲ့နောက်ဆုံး၄ပွဲမှာကျွန်တော်ပြန်ကြည့်ရမှာဆိုရင်ဒီနောက်ဆုံးကစားခဲ့ဒီဖန်လင်းတဲ့ပွဲမှာဆိုရင်လည်းမိုဆာလာရဲ့ဒီနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်မှာရရှိခဲ့တဲ့ဒီပန်နယ်တီကိုနဲ့ဟိုခက်ခဲဖန်လင်းရဲ့အိမ်ပွဲမှာခက်ခဲကစားပြီးမှအနိုင်3မဲ့ယူထားတယ်ပေါ့နော်ဒီ Liverpool ရဲ့တိုက်စစ်စွမ်းရည်၄ပွဲကစားတဲ့ဒီဘောတိုက်စစ်စွမ်းရည်ကိုကြည့်မှဆိုရင်ပထမပွဲမှာ4ဂိုးတွင်းတယ်နျူကာဆယ်နဲ့ဒုတိယညပွဲမှာ3ဂိုးဒီအာဆင်နယ်ပွဲမှာ1ဂိုးဘန်လင်းပွဲမှာ1ဂိုးဆိုတော့သူ့အနေနဲ့တွင်းထားတာလည်း9ဂိုးပေါ့နော်၄ပွဲကစား9ဂိုးဆိုတော့တိုက်စစ်အနေနဲ့မစိုးဘူးဆိုတော့တိုက်စစ်စွမ်းရည်တော့တတ်မှတ်လို့ရတယ်ခံစစ်မှာကျတော့ Liverpool တွေနဲ့ဒီနောက်ဆုံးကစားခဲ့တဲ့ Arsenal နဲ့ Burnley နဲ့ပွဲမှာ clean sheet ရထားပြီးအရှိကဘုံမောက်နဲ့ Newcastle ပွဲမှာတော့5ဂိုးပေးထားရတယ်ပေါ့နော်နှစ်ပွဲပေါင်း5ဂိုး clean sheet အနေနဲ့ဒီ Arsenal နဲ့ Burnley တွေပွဲမှာဂိုးမပေးရပဲ clean sheet နဲ့နိုင်တာဆိုတော့ဒီ Liverpool ခံစစ်နဲ့တိုက်စစ်ကတော့ညီတူညီမျှအရင်ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီline အနေနဲ့ပြောရမယ်ဆိုရင်တော့Football ကပြထားတဲ့အတိုင်းဆိုတော့ Liverpool ဘက်က Alisson ပွဲထွက်မယ်အခန်းစစ်လေးရတဲ့မှာတော့ Jeremy Frimpong, Ibrahima Konate, Virgil van Dijk နဲ့ဟိုပတ်ပြီးခဲ့တဲ့ Burnley နဲ့ပွဲမှာမိနစ်30မှာလူစားရခံလဲ Milos Carglass ကိုပြန်ပြီးတော့ထည့်မယ်ပေါ့နော်အဲ့ပွဲမှာတော့ Milos Carglass အနေနဲ့နီးပြပွဲပြီးစဉ်းစားရှင်းလင်းမှုမှာတော့ Milos Carglass အနေနဲ့သူအဝါကထိရတာမို့လို့နောက်တဲ့အဝါကမထိအောင်တတိပေးတဲ့အနေနဲ့သူစောစီလူစားလက်လို့အနေဆုံးနဲ့ပြောကြထားခဲ့တယ်ပေါ့နော်ဆိုတော့ဒီကိုမတ်တွေမှာတော့ကျွန်တော်အနေနဲ့ Milos Carglass ကိုပွဲထုတ်မယ်လို့ထင်တယ်ပေါ့နော်ဒီကွင်းလည်2ယောက်မှာတော့ Szoboszlai ရယ် Ryan Gravenberch ရယ် Florian Wirtz ပြီးတော့ဒီဝင်းမှာတော့ Mo Salah ရယ် Cody Gakpo ရယ်အထောင်သက်စစ်အနေနဲ့ Hugo Ekitike ဒီထဲမှာကျွန်တော်တို့ Liverpool တွေအတွက်အကောင်းဆုံးတင်ရတော့ Arne Slot နဲ့ဒီ Champions League ပွဲမတိုင်ခင်တင်ဆက်ရှင်ပွဲမှာသူကိုယ်တိုင် confirm ထားတာဒီကျွန်တော်တို့ရဲ့ Liverpool တိုက်စစ်မှုကျွန်တော်နံပါတ်9တစ်ဖြစ်တဲ့ Alexander Isak အနေနဲ့ပွဲအရန်နဲ့ဒီ squad ထဲမှာတော့ပါပြီး match day squad ထဲမှာပါလာမယ်အဲ့ဒါကိုမှသူ Caroline တေချာတာကတော့69.9% က45မိနစ်လောက်ဆိုအတီး45မိနစ်လောက်ကတော့သူ Alexander Isak အနေနဲ့ကစားမယ်ပေါ့နော်ဒီ debut first line မှာ17ယောက်နဲ့တန်းပတ်လာမလားဒါမှမဟုတ်ဒီအရန်ကောင်းနေထိုင်ပဲဝင်မလားဆိုတော့မသိဘူးမယ်ဒါပေမဲ့သူ45မိနစ်တေချာပဲကစားမယ်လို့တော့ Arne Slot အနေနဲ့ဒီပွဲချိုတင်စားရှင်းလင်းမပြောခဲ့တယ်ပေါ့နော်အဲ့တော့ကဲ Liverpool တွေကတော့မြန်ဒါအိုက်စစ်လို့ရှာနေပြီနော်မျောနေဆောင်စားနေတယ်ပေါ့ Alexander Isak ရဲ့ပထမဆုံး Anfield မှာကစားမယ် Champions League debut ပေါ့နော်တစ်ဖက်ဒီပြီးတော့ Liverpool တင်းနေတဲ့ပြဿနာကိုဒဏ်ရာယူစင်းမှာတော့ Cardiff Joe အနေနဲ့ကတော့မပါလာသေးဘူး Cardiff Joe အနေနဲ့ကတော့ဒဏ်ရာကြောင့်ဒီနေ့အရန်လူစင်းမှာလည်းမပါလာတယ်လို့ training စင်းတော့လည်းမပါလာဘူးပေါ့နော်တစ်ဖက်Tico Madrid ရဲ့လူစင်းကိုကြည့်မှဆိုတော့ကိုရမနေရာမှာတော့ရန် Oblak အနေနဲ့ကစားမယ် Diego Simeone ရဲ့ပုံမှန်ကစားကွက်ဖြစ်တဲ့4-2ကိုဥတီရမယ်ပေါ့နော်ခံစစ်4ယောက်တန်းမှာဆိုရင်တော့ဒီ Marcus Llorente Real Madrid ရဲ့ကစားသမားဟောင်းရယ်ပြီးLenormand ဆိုတဲ့ဒီ Real Sociedad ကနေခေါ်ထားတဲ့ဒီ Robin Lenormand
စပိန်ကစားသမားပေါ့နော် Samuel Eto'o ကစားသမားအဲ့ဒါမှဒီ Barcelona ကစားသမားဟုတ်ပြတဲ့ Clement Lenglet နောက်တဲ့ဒီ left မှာကျတော့ဒီကျွန်တော် Atalanta နဲ့ခေါ်တာ Matteo Allegri ဆိုတဲ့အီတလီသူတို့၄ယောက်ကတက်ဆက်ကူးဆောင်မယ်ကွင်းလေ၄ယောက်မှာကျတော့ဒီကျွန်တော်တို့စီကိုလက်ရှိဒီကိုဘတ်ထရီနီးပြရဲ့တားလို့ခေါ်လို့ရတဲ့ Giuliani Simeone ဆိုတဲ့ကစားသမားယူမယ်ကွင်းလေနေရာမှာကျတော့ဒီအတလီကိုမတ်ဒရစ်ရဲ့ပင်တိုင်ကပတိန်ဖြစ်တဲ့ခိုခေးရဲ့အဲ့ဒါမှဘာရီယိုဆိုတဲ့လူငယ်ဘာရီယိုဆိုတဲ့ချစ်ကောင်လေးလူငယ်လေးပေါ့နော်စပိန်ကစားသမားလေးရဲ့တစ်ဖက်မှာကျတော့ဒီအင်္ဂလန်ကစားသမားချက်စီကစားသမားဟုတ်ပြတဲ့ corner Keller တိုက်စစ်ကိုဥဆောင်မဲ့နှစ်ယောက်ကကျတော့ဒီ Alexander Sørloth နော်ဝေကစားသမားလေးဒီကျွန်တော်ပြင်တဲ့ရဲ့ Antonio Griezmann ဒီဘက်မှာကျွန်တော်ကြည့်ရမယ်ဆိုရင်တော့ဒီအတလီကိုမတ်ဒရစ်အနေနဲ့အာဂျင်တီးနားကစားသမားတွေအများကြီးပါတယ်ပေါ့နော်သူ့ရဲ့လူစင်ထဲမှာရဆိုရင်ဥမာအနေနဲ့ကျွန်တော်မမရဆိုရင်တော့ဒီ Thiago Almada တို့ရှိမယ်Julian Alvarez တို့ပြီးရင်ဒီတခြားဒီလိုမှတွေ့နေတဲ့အာဂျင်တီးနားကစားသမားတွေအများကြီးနဲ့စုဖွဲ့ထားတယ်ပေါ့နော်။ကန်အောင်ထောက်မှဒီ Julian Alvarez တော့မပါလာဘူး။လီဗာပူးနဲ့ကန်မှာပေါ့ဒဏ်ရာကြောင့်လွဲမယ်ပေါ့နော်။ဆိုတော့ဒီလီဗာပူးကလည်း Alexis McAllister အနေနဲ့ကြည့်ရမှာသူ့အနေနဲ့ပါဝင်မလားမပါဝင်လဲဆိုတော့ဂျပန်ဘက်ကဘန်လီနဲ့ဝယ်မှာတော့သူ့အနေနဲ့ဒီUgo Choco ရဲ့ slide tag ရဲ့ထိုင်အောင်ခံလိုက်ရတဲ့အတွက်ကြောင့်သူ့အနေနဲ့ပါမလားမပါလားတော့မတေချာဘူးပေါ့နော် Alexis McAllister အနေနဲ့ Alexis McAllister မပါဘူးဆိုရင်တော့ဒီ queen line မှာ first line မှာ Szoboszlai Gravenberch Florian Wirtz ရှိမယ်အရန်ကောင်မအနေနဲ့ဆိုရင်တော့ Wataru Endo တို့ Trey Nairobi တို့ရှိမယ်ပေါ့နော်ဒီ queen line အနေနဲ့ဆိုရင်ရွေးချက်စရာအနေနဲ့ဆိုလို့ရှိမယ်အဲ့တော့ပြောရမယ်ဆိုတော့ဒီနေ့ညမနေ့ကမနေ့ကန်ကြမယ်ဒီဘောနဲ့ဒီကွန်မရီကတော့ကျွန်တော်ကြည့်ကောင်းမယ်တော့ပြောလို့ရပါလို့တို့အနေနဲ့နောက်ဆုံးတွေ့ထားတဲ့လေးပွဲမှာဆိုရင်ချန်ပီယံလိမှာ၄ပွဲတွေ့ရတယ်မှာ2ပွဲနဲ့2ပွဲနဲ့ဆိုတော့ဟိုတစ်ပွဲတည်းဆိုရလက်ကဒီချန်ပီယံလိပွဲမှာမဟုတ်ဘူးဆိုတော့ထဲမပြတ်တော့ဘူးဆိုတော့ဒီနှစ်တင်းကလည်း2ပွဲနဲ့2ပွဲဒါကြည့်ကောင်းမယ်လီဗာပူးကလည်း on form သူ့ရဲ့အင်္ဂလန်အမှတ်ပေးပွဲမှာလည်း on form အနေနဲ့ကောင်းတယ်တစ်ဖက်ကဒီကွန်မရီအနေနဲ့ကကြတော့လေဒီသူတို့ရဲ့လာလီကာမှာနေမြင့်တက်တာအားများတယ်ဆိုတော့ဒီချန်ပီယံလိရဲ့အဖွင့်ပွဲနှစ်ဖက်အတင်းလို့ချန်ပီယံလိအဖွင့်ပွဲတအားယူကြည့်လို့ကောင်းမှာဆိုတော့ပြောရင်လည်းကျွန်တော်အနေနဲ့ကတော့ပွဲကိုရလက်ခံမှန်းမှာဆိုတော့လီဗာပူးအနေနဲ့ကတ်နိုင်လို့ပဲကျွန်တော်မှန်လဲပဲမှာဥပမာအနေနဲ့ like maybe 2-1ဒါမှမဟုတ်3-2ပေါ့အဲ့လိုတော့ goal ကတော့ပုံတယ်ဟိုဇီးနဲ့တော့မပြီးတာတော့တေချာတော့ရှိမယ် goal ကတော့တွင်းလိုက်မယ်ဆိုတော့ကျွန်တော်ဒီနေ့ညမနေ့ကဒီနေ့ညစံတော့ဒီနေ့ညမနေ့ကမနေ့မြန်မာစံတော့မနေ့တနားရီခွဲမှာရှိမယ်ဆိုတော့မှလီဗာပူးနဲ့အတလီကိုမတ်ဒရစ်ရဲ့ Anfield မှာကစားရမယ့်ပွဲချင်းကိုကျွန်တော်မျှော်လင့်ဆောင်စားနေကြည့်ရှုလိုက်ကြအောင် Alexander Isak ကိုကျွန်တော်ပထမဆုံးအနေနဲ့မြင်ရတော့ဆိုတော့တအားကြီးစိတ်လှုပ်ရှားပြီးတော့ဝမ်းတန်နေကြမယ်လို့ပြောနေပါတယ်လီဗာပူးရဲ့ညီနေရပါတော့ဆိုတော့ကျွန်တော်တို့ channel လေးကိုလည်း like and subscribe လုပ်ပြီးတော့အားပေးလို့လည်းရပါတယ်ဆိုတော့ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာအလုံးတွေ့ကြရအောင် good luck ပါဗျ